အားလုံးပဲမင်္ဂလာပါကျွန်တော်ကိုကဝယ်ဆေးပါခင်ဗျားတို့ကလေးတွေကျန်းမာရေးကိုစောင့်ရှောက်တဲ့နေရာမှာကူညီနိုင်မဲ့အကြောင်းတချို့ကိုဒီနေ့ကျွန်တော်ပြောချင်ပါတယ်ဒီနေ့မှာကျွန်တော်နဲ့ကိုနိုင်ကကာဝယ်ဆေးမထိုးခင်နဲ့ထိုးပြီးတဲ့အခါမှာကလေးတွေကိုဘယ်လိုဂရုစိုက်ရမယ်ဆိုတာပြောသွားမယ်ခင်ဗျားတို့အစဉ်သင်းဖြစ်ရင်ကိုနဲ့စီတွားတေးကြစို့မင်္ဂလာပါကိုနိုင်နေကောင်းလားမင်္ဂလာပါကိုကောင်ဝယ်စီနေကောင်းပါတယ်ခင်ဗျားနဲ့တွေ့ရတာကောင်းတယ်ဗျာခင်ဗျားကိုမအေးမီနဲ့မိတ်ဆက်ပေးခြင်းနဲ့သူကဒီအောင်မှနေတာပြီးတော့ပြီးခဲ့တဲ့လကမှကလေးမွေးထားတာမင်္ဂလာပါကာကွယ်ဆေးတွေအကြောင်းအကြံဉာဏ်ရဖို့ဒီနေ့ကျမလာခဲ့တာရှင်တို့မှာဘာအကြောင်းများကျမအတွက်ရှိလဲမိဘတွေအနေနဲ့သူတို့ကလေးတွေကိုကာဝယ်ဆေးထိုးပေးဖို့အရန်ရေးကြီးတယ်ဒါကပြင်းထန်တဲ့ယောဂတော်တော်များများကိုကာဝယ်တယ်ဒါပေမဲ့ကာဝယ်ဆေးမထိုးခင်နဲ့ထိုးပြီးမှပြင်ဆင်ထားတာကလည်းအရေးကြီးတယ်ဒါမှန်တယ်ခင်ဗျားကလေးကာဝယ်ဆေးမထိုးခင်စဉ်းစားရမယ့်လွယ်ကူတဲ့အချက်9ချက်ရှိတယ်ခင်ဗျားရဲ့ကာဝယ်ဆေးစာအုပ်ထဲမှာကာဝယ်ဆေးအချိန်စရာကိုစစ်ပါပြီးတော့ခင်ဗျားကလေးကိုကာဝယ်ဆေးလာထိုးဖို့ခေါ်လာတိုင်းအဲ့ဒီစာအုပ်ကိုယူလာပါကာဝယ်ဆေးမထိုးခင်ခင်ဗျားရဲ့ကလေးတွေကိုတိတိကျကျတန်ရှင်းလုပ်လာရမယ်ကာဝယ်ဆေးစာအုပ်ထဲကရက်ထက်နောက်ကျနေရင်ခင်ဗျားကလေးကိုကာဝယ်ဆေးရအောင်နောက်လာမှာကျန်းမာရေးဌာနကိုခေါ်ခဲ့ပါတကယ်လို့ကာဝယ်ဆေးထိုးတဲ့စာအုပ်ပျောက်ခဲ့ရင်နှိစက်ရကျန်းမာရေးဌာနကိုအမြန်ဆုံးဆက်သွယ်ပါတကယ်လို့ကာဝယ်ဆေးထိုးမဲ့ရက်ချိန်မှာခင်ဗျားကလေးဖျားနေရင်ကာဝယ်ဆေးကိုနောက်လာမှာရွှေ့တင်တယ်တကယ်လို့အတွဲလိုက်ထိုးရမယ့်ကာဝယ်ဆေးတစ်ချိန်လွတ်သွားခဲ့ရင်ခင်ဗျားကလေးကိုအစားကနေပြန်ဆောက်ဖို့မလိုပဲနောက်လာမှာထပ်ထိုးနိုင်တယ်အကယ်၍ခင်ဗျားကလေးမှာမတည့်တဲ့ဆေးအစားအစာနဲ့နှုတ်စသဖြင့်တစ်ခုခုရှိခဲ့ရင်ကျန်းမာရေးဝန်ထမ်းကိုကာဝယ်ဆေးထိုးတဲ့အချိန်တိုင်းအသိပေးပါ။အိုးများလိုက်တာ။ဟုတ်တယ်။ဒါပေမဲ့ဒါတွေအားလုံးကခင်ဗျားကလေးရဲ့ကျန်းမာရေးအတွက်အရေးကြီးတာကိုဗျ။ဒါမှလည်းခင်ဗျားကလေးမှာကာဝယ်ဆေးထိုးခြင်းရဲ့အကျိုးကျေးဇူးတွေကိုအပြည့်အဝရမှာပေါ့ဗျာ။ကဲအခုကာဝယ်ဆေးထိုးပြီးနောက်ပိုင်းခင်ဗျားကလေးကိုဘယ်လိုဂရုစိုက်ရမယ်ဆိုတာပြောကြရအောင်။ကာဝယ်ဆေးထိုးထားတဲ့နေရာကိုမညှိရဘူးတန်ရှင်းတဲ့ဝါကုန်းနဲ့ဆေးထိုးထားတဲ့နေရာကိုတွေးတိတ်အောင်10မိနစ်လောက်ဖိပေးပါတကယ်လို့များကလေးကကာဝယ်ဆေးထိုးပြီးဖျားခဲ့မယ်ဆိုရင်ကလေးကိုရေဘတ်တိုက်ပေးနိုင်တယ်ကလေးကိုရေသို့မဟုတ်နှုတ်များများတိုက်ပေးပါအဖျားကြအောင်ပါရာစီတမောတိုက်ချင်ရင်တိုက်လို့ရတယ်ကလေးဖျားမကြခဲ့ရင်ဆရာဝန်ဒါမှမဟုတ်ကျန်းမာရေးဝန်ထမ်းနဲ့အများဆုံးသွားပြပါတကယ်လို့ကလေးကဇက်တိုက်ငုံနေရင်ညဘက်မအိပ်ရင်အပြစ်မှုတွေမမှန်ရင်တက်လက္ခဏာစပြလာရင်ကာဝယ်ဆေးထိုးပေးတဲ့ဆရာဝန်ဒါမှမဟုတ်ကျန်းမာရေးဝန်ထမ်းနဲ့အများဆုံးသွားပြပါတကယ်လို့ဆေးထိုးတဲ့နေရာမှာအကျိတ်သို့မဟုတ်ရောင်နေရင်ချက်ထုတ်ထိုးပေးလို့ရတယ်တကယ်လို့ BCG ကာဝယ်ဆေးထိုးတဲ့နေရာမှာပြည်တည်တဲ့လက္ခဏာတွေ့ရင်တန်ရှင်းတဲ့ရေကြည်နွေးနွေးလေးနဲ့ဆေးပေးနိုင်တယ်အရက်ပြန်လို့ပိုးသက်ဆေးလို့အရည်မျိုးတွေမသုံးပါနဲ့ခမရကလေးလေဘေးမှာအကျိတ်တွေ့ရင်ဆရာဝန်စီသွားပြတဲ့တယ်ကာဝယ်ဆေးထိုးပြီးရင်ပုံမှန်စားလို့ရတယ်အစားရှောင်စရာမလိုပါဘူးကာဝယ်ဆေးမထိုးခင်နဲ့ထိုးပြီးမှကလေးတွေကိုပြင်ဆင်ပေးရတာလွယ်တယ်ဆိုတာခင်ဗျားသိပြီနော်ဒါတွေကိုလူတိုင်းလုပ်နိုင်တယ်ဒီစင်တွေကအရန်ရေးကြည့်တယ်ကလေးမိဘတွေအကုန်လုံးဒီအချက်တွေကိုလိုက်နာတင်တယ်ဒါမှသူတို့ကလေးတွေကာဝယ်ဆေးရဲ့ကောင်းကျိုးကိုအပြည့်ရမှာဒါမှန်တယ်ကလေးတွေကိုကာဝယ်ဆေးထိုးပေးတာအပြင်ကာဝယ်ဆေးမထိုးခင်နဲ့ထိုးပြီးမှကောင်းကောင်းပြင်ပေးဖို့ကလည်းအရန်ရေးကြည့်တယ်ကလေးတွေကိုကာဝယ်ဆေးထိုးပေးတော့မဲ့ကလေးမိဘတွေနော်ဒီချက်တွေကိုမမေ့ရဘူးသွားပြီပြို့